Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ sticky waterfall ရှိရာနေရာလေးကိုအလေသွားကြရအောင်နော်ချင်းမိုင်ကိုလာလေကြတဲ့ experience အသစ်တွေကိုကြိုက်တဲ့ဧည့်သည်တော်တော်များများသွားတဲ့နေရာလေးဖြစ်ပါတယ်ဘာလို့ဒီရေတံခွန်သွားကြတာလဲဆိုတော့သူ့မှာကထူးခြားချက်ရှိတယ်တခြားရေတံခွန်တွေနဲ့မတူဘဲနဲ့သူကဒီရေတံခွန်ရဲ့အောက်ကနေအပေါ်အထိကိုအထက်ဆင်းလုပ်လို့ရတယ်ဘာဖြစ်လို့အဲ့ဒီလိုမျိုးအတက်ဆင်းလုပ်လို့ရတာလဲဆိုတော့ရေတံခွန်ရဲ့ကြောက်တွေက limestone လို့ခေါ်တဲ့ကြောက်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်အဲ့ဒီခါကျတော့ရေစီးနေပြီမဲ့ဒီကြောက်တုံးတွေကမချော်ဘဲနဲ့လူတွေကကျိုးတွေပေါ့သူကျိုးတွေလည်းထားတာပြီးကျိုးတွေကင်ပြီးတော့ adventure ပုံစံပေါ့နော်အဲ့လိုမျိုးအတက်အဆင်းလုပ်တယ်တွားပြီးတော့ချေကြတယ်တွားပြီးတော့ enjoy လုပ်ကြတယ်နောက်တော့အဖြူတွေတော်တော်များများဒီနေရာကိုအရန်ကြိုက်ကြတယ်ပြီးတော့ဒီ sticky waterfall ကဝင်ကြီးလည်းမပေးရအောင်เนาะဒီကလည်းကြည်ပြီးတော့တန့်ရှင်းနေတဲ့ပုံစံပေါက်တယ်ပေါ့เนาะသူတဘာဝနဲ့လည်းထိမ့်သိမ်းထားပြီးတော့တန့်ရှင်းအောင်လည်းပြုလုပ်ပေးထားကြတယ်ဒီနေရာကိုသွားကြတဲ့အခါမှာအများစုကတနေ့ကုန် picnic ထွက်ကြတယ်ပြီးရင်ရေတံခွန်တက်တဲ့ climbing လုပ်ကြတယ်ပြီးသွားလို့ရှိရင်ဓာတ်ပုံတွေရိုက်ကြတယ်သွားချေးကြတယ်ပေါ့နော်ဒီ sticky waterfall ကချင်းမိုင်မြို့ရဲ့မြောက်ပိုင်းဘက်မှာရှိပြီးတော့မြို့တွေကနေဆိုတနိုင်ခွဲလောက်ကားဆိုင်တွေနဲ့တွားရပါတယ်ဟုတ်ကဲ့ဒါကတော့ Grace တို့သွားတော့ငါဗီဒီယိုလေးကို sharing လုပ်ပေးထားတာဖြစ်ပါတယ်မိုးရင်းဘက်သွားရင်လည်းဒီနေရာလေးကလာတယ်ဒါပေမဲ့ရေများတာဖြစ်တဲ့အတွက်လည်းတော့တတိပို့ထားရတာပေါ့နော်ခုကတော့ရေနေနေတယ်အဲ့တော့ Grace တီတလောက် sharing လုပ်ပြရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်နော် bye bye